မင်္ဂလာပါရှင်ကျမနာမည်ကဖတ်ထရထီတာရော့ပန်ထန်ဖြစ်ပါတယ်ရှင်ကျမကမေရမဆေးရုံမှာလူနာများကိုအထူးကုသဆောင်ရွက်ပေးနေတဲ့သူနာဖြစ်ဆရာမတူဖြစ်ပါတယ်ရှင်ဒီနေ့ကျမကအဲ့ရထဲမှာလဲလျောင်းနေရတဲ့လူနာများကိုနှာခေါင်းပိုက်ထဲမှာအစာသွင်းခြင်းလေကြောင်းထဲမှာချွဲတလိပ်များဆုပ်ထုတ်ခြင်းနဲ့အဲ့ရပူလောင်ခြင်းများအတွက်စနစ်တကျပြုစုခြင်းနည်းလမ်းများကိုသင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ်ကျမတို့ပြုစုထားတဲ့လူနာအများစုကတော့အရေးပေါ်အခြေအနေမှာပြန်လည်ကောင်းမွန်လာတဲ့လူနာများနဲ့အလေအလတ်အဆင့်ရှိတဲ့လူနာများပဲဖြစ်ပါတယ်။ဒီလူနာတွေကဆေးရုံမှာလည်းပဲဆင်းခွင့်ရရှိပေမဲ့နေအိမ်မှာပြန်လည်ပြီးတော့ကောင်းမွန်လာစေဖို့အတွက်စနစ်တကျပြုစုပေးရလဲလိုအပ်နေပါသေးတယ်။ဒီတင်တဲ့ရည်ရွယ်ချက်ကတော့နာတာရှိလူနာများအဲ့ရတဲ့လဲလျောင်းနေရချင်းရနေပြီးတော့ချော့ချပေးဖို့ရနဲ့ပြုစုမှချင်းကြောင့်ဖြစ်တဲ့ယောဂများကိုကာကွယ်ပေးရန်အတွက်ပဲဖြစ်ပါတယ်ဒီလူနာအမျိုးအစားတွေကတော့အုံနောက်သွေးကြောပိတ်တဲ့လူနာများအုံနောက်မှဒဏ်ရာရရှိတဲ့လူနာများကြောရိုးမှဒဏ်ရာရရှိတဲ့လူနာများနဲ့တင်ပဆုံရိုးကျိုးထားလူနာများပဲဖြစ်ပါတယ်ဆက်လက်ပြီးလေကြောင်းဖောက်ထားတဲ့လူနာအတွက်ဒဏ်ရာပြုစုနည်းကိုလည်းပြသပေးသွားမှာဖြစ်ပါတယ်လေကြောင်းဖောက်ထားတဲ့ဒဏ်ရာကိုအိမ်မှာပြုစုဖို့ရန်အတွက်လိုအပ်တဲ့ပစ္စည်းများကတေအနာဒဏ်ရာများကိုဆေးကြောတန့်ရှင်းဖို့ရန်အတွက်လိုအပ်တဲ့ပစ္စည်းများဖြစ်တဲ့ဂွန်ချောင်းနဲ့ချီတာနေဒဏ်ရာကိုဆေးကြောတန့်ရှင်းဖို့ရန်အတွက်စာရည်3ပလတ်စတာ4ကကြေ 5လေချောင်းအပေါက်ကိုချီဖို့ရန်အတွက်ချီကျိုး6လက်အိတ်လူနာကတန့်ရှင်းခြင်းမှာပူပေါင်းဆောင်ရွက်ပေးနိုင်ဖို့ရန်အတွက်လူနာရဲ့ဒဏ်ရာကိုတန့်ရှင်းခြင်းမပြုလုပ်မီမှာပထမဦးဆုံးလူနာအားအသိပေးရပါမယ်ပြီးရင်လူနာရဲ့ခေါင်းကိုမြစ်ထားပေးရပါမယ်လေချောင်းပေါက်တင်ရကိုတန့်ရှင်းဖို့ရန်အတွက်နည်းလမ်းများကတော့အောက်ပါအတိုင်းဖြစ်ပါတယ်တေအနာကိုတန့်ရှင်းမလုပ်ခင်မှာလူနာကိုချောင်းဟပ်ခိုင်းပြီးတလိပ်ကိုထုတ်ခိုင်းရပါမယ်အနာကိုမဆေးကြောခင်လက်ကိုသက်ဆင်အောင်ဆေးပြီး max နဲ့လက်အိတ်ကိုဝတ်ဆင်ရပါမယ်3ပြုံအောက်ရှိပိတ်ဆကိုဖယ်ရှားပြီးအတွင်းပိုင်းပြုံကို clinic solution ဖြင့်ဆင်ပေးရပါမယ်4လက်ကိုထပ်မံဆေးကြောပြီးနောက်လက်အိတ်အသစ်ကိုဝတ်ဆင်ပြီးတိလျော်သောပမာဏရှိတဲ့ဂုဏ်လုံးပေါ်သို့စားရည်ကိုလောင်းထည့်ပေးရပါမယ်5စားရည်ထည့်ထားသောဂုံးလုံးနှင့်လေချောင်းအုပ်ပတ်လက်ကိုအောက်ဘက်မှဆက်၍တက်ဆင်ပေးရပါမယ်။တုတ်ထားပြီးသောနေရာများကိုနောက်ထပ်မတုတ်ရပါ။ဒဏ်ရာအပေါက်ပတ်ဝန်းကျင်တစ်ဝိုက်ကို2လက်မှ3လက်မှအကျယ်ဝိုင်းဝိုင်းလေးတုတ်ပေးရပါမယ်။ထို့နောက်စားရည်စိမ်ထားသောဂုံးလုံးအသစ်တစ်ခုကိုယူပြီးလေချောင်းအုပ်အပေါ်ဘက်ကိုတက်ဆင်ပေးရပါမယ်။လေချောင်းအောက်ဘက်ကိုလည်းစားရည်ထည့်ထားသောဂုံးလုံးနဲ့တက်ဆင်ပေးရပါမယ်။ပြီးနောက်ဂုံလုံးအသစ်တစ်ခုကိုယူပြီးလေချောင်းတဲသို့စိုက်ထားသောပိုက်ကိုအပေါ်ဘက်အထိတက်ဆင်ပေးရပါမယ်။နေ gauze တစ်ချက်ကိုယူပြီးတဝက်ခောက်လိုက်ပါ။ထို့နောက်ခောက်ထားသော gauze ဖြင့်လေချောင်းအုပ်တက်ထားသောကြိုးရဲ့အောက်ဘက်သို့သွင်းပါ။လေချောင်းပေါက်ကိုမထိအောင်တေချာစွာသွင်းပေးရပါမယ်။ရှေ့သွင်းထားသော gauze နေရာမရွှေ့အောင် gauze ၏အပေါ်နှင့်အောက်ကိုပလတ်စတာနဲ့ကပ်ထားပေးရပါမယ်။ကိုပြုံကိုပြောင်းရဲ့ gauze အရှိကိုသုံးရပါမယ် gauze အရှိကိုတင်တော်တဲ့ပမာဏအတိုင်းတိုင်းပေးရပါမယ်ပြီးရင်ကျိုးအဟောင်းကိုပြုံမှဖြုတ်ပြီးကျိုးအသစ်နဲ့တင်ကျစွာခြိထားပေးရပါမယ်ကျိုးကိုလူနာရဲ့လက်ချောင်းအောက်မှာတစ်ဆစ်ပတ်ပြီးပြုံရဲ့အခြားတစ်ဖက်မှာချက်ချက်ကလေးခြိထားပေးရပါမယ်ပြုံကိုအနည်းဆုံးတစ်နှစ်တစ်ကြိမ်ဒါမှမဟုတ်ဆွတ်ဆွတ်လာလေးလဲပေးရပါမယ်လက်ကိုစင်ကြယ်အောင်ဆေးကြောရပါမယ်။ပြုံဤအတွင်းပိုင်းကိုတန့်ရှင်းရနည်းလမ်းများမှာအောက်ပါအတိုင်းဖြစ်ပါတယ်။ပြုံကိုဖွင့်ပြီးတက်ထားသောအတွင်းပိုင်း inner cannula ကိုဖြုတ်ပေးရပါမယ်။ဖြုတ်ထားသောအတွင်းပိုင်း inner cannula ကိုတန့်ရှင်းရန် clinic solution နဲ့စိန်ထားပြီးအောက်ပါအတိုင်းတန့်ရှင်းလုပ်ပေးရပါမယ်။အကယ်၍ပြုံကတန်ပြုံ metal type ဖြစ်ပါကအတွင်းပိုက်ကိုဖြုတ်ပြီး hydrogen peroxide ထဲတွင်စိန်ပေးရပါမယ်ပြီးလျှင်ရေတန့်နှင့် brush ဖြင့်တက်ဆင်စွာတုပ်ပေးရပါမယ်ဖြုတ်ထားသောအတွင်းပိုက်ကိုမိနစ်30ကြာအောင်ရေနွေးထဲတွင်ထည့်၍ပြုတ်ပေးရပါမယ်ထို့နောက်အတွင်းပိုက်ကိုအေးခံပြီးတက်ဆင်သော gauze ဖြင့်6အောင်တုပ်ပေးရပါမယ်အတွင်းပိုက်ကိုပြန်တက်ပြီးပြုံကိုတင်းကျပ်စွာတည်တည်ချာချာတက်ဆင်ပေးရပါမယ်
ကဲ၍မိမိပြုံမှာပလတ်စတစ်ပြုံဖြစ်ပါကတေအတွင်းပိုင်းအင်နခညူလာကိုဖြုတ်ပြီးဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ထဲတွင်ဆင်ပေးရပါမယ်ပြီးလျှင်ရေသက်နှင့်သဘုတ်တံဖြစ်တန့်စင်စွာပို့ဆေးပေးရပါမယ်နေအတွင်းပိုက်ကို80ရာခိုင်နှုန်းအယ်ကိုဟောပါဝင်သောအရက်ပြန်ထဲသို့ထည့်ပြီး15မိနစ်ခန့်အဖုံးပိတ်၍စိမ်ပေးရပါမယ်3အတွင်းပိုက်ကို gauze အသန့်ဖြစ်တုပ်ပေးရပါမယ်4အတွင်းပိုက်ကိုပြန်တက်ပြီးပြုံကိုတင်းကျပ်စွာပိတ်ပြီးဖြုတ်ရမလွယ်အောင်တည်တည်ချာချာတက်ဆင်ပေးရပါမယ်။အောက်ပါယောဂလက္ခဏာများအတိုင်းဖြစ်ပေါ်လာပါကဆရာဝန်ထံသို့အမြဲဆုံးအသိပေးရပါမယ်။1ပြုံပြုတ်ထွက်ခြင်းသို့မဟုတ်အတွင်းပိုက်ပျောက်ဆုံးခြင်းသို့မဟုတ်ပြန်၍မတက်ဆင်နိုင်ခြင်း2လူနာအသက်ရှူကျက်ခြင်းသို့မဟုတ်အသက်ရှူမမှန်ခြင်း3လက်ချောင်းပေါက်ရထဲတွင်ရောင်ရမ်းခြင်းနီချင်းနာကျင်ခြင်းဒါမှမဟုတ်ပြစ်တဲ့ခြင်းကဲ့သို့သောလက္ခဏာများဖြစ်ခြင်း၄ပြုံမှားသို့မဟုတ်ပြုံအနီးအနားမှာသွေးထွက်ခြင်းသို့မဟုတ်အဆုပ်လေချောင်းကြောအတွင်းတွင်ကုသရောဂါဖြစ်နေသည်ကိုပြသသောယောဂလက္ခဏာများဖြစ်တဲ့အဖျားတက်ခြင်းချောင်းဆိုးခြင်းချွဲထခြင်းချွဲတလိအနံ့ထွက်ခြင်းစသည့်ယောဂလက္ခဏာများဖြစ်ပါတယ်